ထာဝရငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့အပိုင်းမှာအခုပေါ့ UNFC ပေါ့လေFederal Council ကပြောထားတဲ့သဘောထားကိုဒီလူမှုချုပ်တို့လက်ခံထားတယ်လို့သိရတယ်ခင်ဗျာအဲ့ဒီမှာသူကတစ်ဖွဲ့ချင်းမဟုတ်ဘဲနဲ့အားလုံးစုပေါင်းပြီးတော့ဆွေးနွေးမယ်ဆိုပြီးတော့ပြောထားတယ်ရှိတယ်ခင်ဗျာအဲ့ဒါရောဆွေးနွေးပြလားခင်ဗျာUNFC ကိစ္စတော့ကျွန်တော်လည်းနားမလည်ဘူးနော်အခုကျွန်တော်နားလည်တာကတော့အားလုံးကလူကြီးတဲ့တော်ရငြိမ်းချမ်းရေးတို့သူတို့ကလည်းတကဖွင့်ထားတယ်အဲ့ဒါပဲဆက်လက်ပြီးတော့တော်ရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက်ဆွေးနွေးမှုများပြုလုပ်သွားရန်သဘောတူထာဝရကိုငြိမ်းချမ်းရေးကိုတိတ်ပဲဖွင့်တာကမတူဘူးကျွန်တော်သိသလောက်တော့သမ္မတကြီးဦးသိန်းစိန်အပါဝင်ဒီအရင်တော့ဗိုလ်ချုပ်ရဲမြင့်တို့အပါဝင်သူတို့ဖွင့်ခဲ့တာထာဝရငြိမ်းချမ်းရေးဆိုဒီမှာနိုင်ငံတော်အတွင်းမှာတပ်မတော်တရက်တည်းရှိပြီးတော့ကြံတဲ့လက်နက်ကင်အားလုံးကအဲ့ဒီတပ်မတော်အောက်မှာပူပေါင်းပါဝင်ဖို့တို့ဒီမဟုတ်ဒီလက်နက်တွေကိုဆွလို့ဖို့အဲ့လိုအခြေအနေမျိုးမှာထာဝရငြိမ်းချမ်းရေးရတယ်လို့သူတို့အတိတ်ပဲဖွင့်ခဲ့တော့ကျွန်တော်တို့ဖွင့်တာနဲ့တခြားစီဖြစ်နေတယ်ခင်ဗျကျွန်တော်တို့ကြတော့ထာဝရငြိမ်းချမ်းရေးရဖို့ဆိုတာကတန်းတူရည်တူရှင်တွဲနေထိုင်နိုင်တဲ့ပြည်တော်စုစနစ်ကိုပေါ်ထုတ်ပြီးတော့ဒီကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပုံစံမျိုးကိုအာမခံတဲ့အခါကျရင်တော့အဲ့ဒါတော့တကယ်စစ်မှန်ပြီးတော့ရည်ရှိတည်တတ်မဲ့ငြိမ်းချမ်းရေးပဲလို့ကျွန်တော်တို့အတိတ်ပဲဖွင့်တယ်ခင်ဗျဒါကြောင့်အတိတ်ပဲဖွင့်ချက်ကနှစ်ခုကမတူတဲ့အခါကျတော့အဲ့ဒါကိုဆွေးနွေးခွင့်ရရင်တော့နှစ်ဖက်အားပြိုင်ဆွေးနွေးပေါ့ဗျာငြိမ်းချမ်းတဲ့နည်းနဲ့ဆွေးနွေးခွင့်ရမယ်ဆိုရင်တော့ဒါကိုပဲကျွန်တော်တို့ဆက်ဆွေးနွေးရမှာပဲဖြစ်ပါတယ်နေမီဖွံ့ဖြိုးရေးတို့သူဘောတပ်ဖွဲ့ဝင်မိသားစုကြီးရတဲ့လောက်ဆောင်စားတော့နိုင်ရေးလူမှုဘဝမိတင်ကြီးလုပ်ငန်းစဉ်များကိုဥပဒေနဲ့ညီဆွေးရနဲ့ပူးပေါင်းပြီးဆောင်ရွက်တိုင်းရသဘောတူသည်နော်ကျွန်တော်တို့ဘက်ကငြိမ်းချမ်းရေးအစစ်မြင့်ငြိမ်းချမ်းရေးမှန်ကန်တဲ့ငြိမ်းချမ်းရေးနော်စစ်မှန်တဲ့ငြိမ်းချမ်းရေးဒီစစ်ဆိုးရတဲ့ငြိမ်းချမ်းရေးဆိုတာကသူတို့အာဏာရှိဖို့သူတို့လိန်ဖို့သူတို့ဘလို့အပ်ဖို့ပါဘူးဒါပဲသူတို့အတွေးခေါ်ရဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ sincere ရှိတယ်ကျွန်တော်အခစားတွေကပြောတယ်ကျွန်တော်တို့ဘက်မှာ standard ရှိတယ် sincere ရှိတယ်အမျှော်မြင်ရှိတယ်အဲ့ဒါကျွန်တော်တို့ positive နည်းနဲ့ပေါ့လေ constructive ကျွန်တော်တို့ approach လုပ်မယ် approach လုပ်တဲ့ဒီမှာလဲကျွန်တော်တို့ဘက်ကတက်တယ်ကိုလဲကျွန်တော်တို့အားလုံးသတိထားပြီးတော့လုံးဝမယုံဘူးကျွန်တော်တို့ကပြောထားပြီး